ယောက်ကပြစ်ထားခံရပြီဆိုရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အများသောအားဖြင့်လောက်ကြတာဘာလဲဆိုတော့အဲ့လူတနာအောင်လုပ်ပြတာတနာလို့ရှိရင် तू ပြန်လာမလားဆိုတော့မျောလင်းချက်လေးနဲ့ပေါ့နော်အဲ့တော့ဘာလုပ်ပြတတ်လဲဆိုတော့ထမင်းမစားနိုင်မတော့နိုင်ရုပ်မျိုးပိန်ချုံးပြီးဂျုံနေတာမျိုးတွေနောက်ဘာမှမပြင်နိုင်စင်နိုင်တော့မိန်းကလေးဆိုလှပလည်းမပြင်နိုင် original face နဲ့ရုပ်ဆိုးဆိုးကြီးနဲ့သူ့ကိုသွားတွေ့ပြီးတောင်းပန်နေရမျိုးတွေအသေးကွဲနေလားအမြဲဆုံးအဲ့လူတယောက်ကိုမေ့ကျင်နေလားဒီဗီဒီယိုလေးကိုကြည့်ပါနော်နှစ်ချက်ပဲအများကြီးမလုပ်အောင်နံပါတ်1ကကိုယ့်ရဲ့ဒီလိုယူပါကိုပြုပြင်နီးနံပါတ်2ကကြတော့ကိုယ့်ရဲ့အတွင်းစိတ်ကိုပြုပြင်နီးအဲ့နှစ်ချက်ပဲပေးမယ်တယောက်ကပြစ်ထားခံရပြီဆိုရင်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အများသောအားဖြင့်လောက်ကြတာဘာလဲဆိုတော့အဲ့လူတနာအောင်လုပ်ပြတာတနာလို့ရှိရင် तू ပြန်လာမလားဆိုတော့မျောလင်းချက်လေးနဲ့ပေါ့နော်အဲ့တော့ဘာလုပ်ပြတတ်လဲဆိုတော့ထမင်းမစားနိုင်မတော့နိုင်ရုပ်မျိုးပိန်ချုံးပြီးဂျုံနေတာမျိုးတွေနောက်ဘာမှမပြင်နိုင်စင်နိုင်တော့မိန်းကလေးဆိုလှပလည်းမပြင်နိုင် original face နဲ့ရုပ်ဆိုးဆိုးကြီးနဲ့သူ့ကိုသွားတွေ့ပြီးတောင်းပန်နေရမျိုးတွေနော်ပြီးတော့အဲ့ရထဲမှာမထနိုင်မထူနိုင် तू တနာမလား Facebook မှာတင်ပြတာတွေနော်ကိုဖြစ်ကြောင်းဆိုရင်တွေကို तू တနာအောင်လုပ်ပြတာပေါ့နော်အဲ့တော့တနာပဲထင်လားမတနာလို့အစိုးရတွေကထားခဲ့တဲ့လူတနာမှာတော့အစိုးရတွေကထားခဲ့ကြအကြောင်းမရှိဘူးတနာမှာတော့အစိုးရတွေကဖောက်ပြန်ကြအကြောင်းမရှိဘူးအဲ့တော့မတနာလို့ထားခဲ့တဲ့သူတနာအောင်လုပ်ပြနေလဲအဖို့ပါပဲအဲ့ဒီနေရာမှာကိုကဘာလုပ်ပြရမလဲဆိုတော့သူ့ကိုပြန်လာတကယ်ပြန်လာစေခြင်းနော်စန့်ကျင်မဲ့လောက်အောင်ပါဘာစန့်ကျင်မဲ့လဲသိလားပို့ပြီးတော့တောက်ပအောင်နေပြလိုက် Facebook မှာဆိုလဲဟာတာရတင်ပျော်နေပါရဲ့ပေါ့တငယ်ချင်းနဲ့အပြင်နေလျှောက်လဲလိုက်ဓပုံတွေရိုက်အိမ်ကမှငိုချင်းကိုလေနော်အဲ့ဓပုံတွေတင်ကိုပျော်နေတယ်ပြီးတော့ပျော်ရွှင်ရေးစာတွေနောက်ဆုံးသူနဲ့သွားပြီးနှုတ်ဆက်စကားပြောမယ်ဆိုရင်တော့တောက်တောက်ပပနဲ့ဝက်သားစီရင်ပြီးမှနှုတ်ဆက်စကားပြောခဲ့ပါအရင်လိုလက်ပပပဲနော်နင်ထွက်သွားတော့လည်းငါဘာမှမဖြစ်ဘူးပေါ့ဟုတ်တော့မကောင်းတဲ့သူမလို့ထွက်သွားလေကောင်းတဲ့သူဆိုကိုကိုဘယ်လိုလုပ်ထားခဲ့မလဲနော်အဲ့တော့တောက်ပပနဲ့သူ့ကိုမြင်ပါစေကိုတောက်ပလာတာပို့ပြီးတော့လှလာတာအရေးချင်းရောရုပ်ရည်ယူပါပို့တောက်ပလာအောင်လုပ်ပြဆန့်ကျင်ပဲအဲ့ဒါမှဟိုလူကပို့ပြီးတော့နောင်နာရလာပြီးတော့ပြန်လှဲ့လာမှာနောက်တစ်မျိုးနောင်နာမရရင်တော့ तू ကတွေးမှာဟေး तू ကငါထားခဲ့ရလဲဘာမှဖြစ်ပါရဲ့နော်ဒါဆိုငါမျက်မှားသွားလားဟေး तू ကအရေးချင်းနေပို့ပြီးတောက်ပလာရနော်မျက်နှာရုပ်ရည်ရစားအရန်ပို့လှလာတယ်အေးငါမျက်မှားသွားပြီလားအဲ့ဒါမှတွေးမိမှာရုပ်ရည်ယူဘကကိုကစုပ်ပြတ်တတ်နေလေငါထားခဲ့တာမှန်တယ်ဒီလိုရုပ်ရည်ဒီလိုစုပ်ပြတ်နေတဲ့ပုံကြီးကိုငါထားခဲ့တာမှန်တယ်လို့ပဲအဲ့လူကတွေးနေမှာတနာအောင်ဘယ်တော့မှသွားမလို့ပြနေအဲ့ဒါတစ်မမေ့ပါနဲ့နံပါတ်2ကဘာလဲဆိုတော့ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ရမှာပါအသေးခွဲနေတဲ့သူတွေများသောအားဖြင့်တွေးမိကြတဲ့အကြောင်းအရာတစ်ချက်ရှိရအခန့်ကျိုးတဲ့အရင်တော့တွေးဘူးတယ်အရင်တော့အကြောင်းလေးအရင်တော့ तू ငါ့ကိုချစ်ခဲ့ပါတယ်အရင်တော့ तू ငါ့ကိုလေဘယ်လိုတွေကောင်းခဲ့တာအရင်တော့ဘယ်လိုတွေကျူးဆိုင်ခဲ့တာအဲ့ဒါကြီးပြန်တွေးပြီးတော့လက်ရှိဖြစ်နေတဲ့အကြောင်းအရာကိုလက်မခံနိုင်မဲနဲ့အဲ့အတိတ်မှာပဲတဝဲလဲလဲဖြစ်ပြီးခံစားနေရတာပြီးရှိသေးတယ်တွေးသေးတာအရင်တော့ तू ငါ့ကိုဟာပေါ်ကောင်းတယ်ငါဘာများအမှားလုပ်လိုက်ပြီလို့လဲငါဟိုဟာလေးမှားသွားလို့လားဒီဟာလေးမှားသွားလို့လားထားခဲ့တဲ့သူကိုပြစ်မတင်နဲ့ကြံခဲ့ရတဲ့ကိုကိုပဲပြန်အပြစ်တင်နေရကိုစိတ်နဲ့ကိုအဲ့ဒီခါမှာအဲ့ဒုက္ခနွန်နေရရုံထွက်နိုင်တော့ချစ်တာနဲ့ကြိုက်တာနဲ့တူလားချစ်တယ်ဆိုတာတကယ်ချစ်ပြီဆိုရင်ဘယ်တော့မှမပြောင်းလဲဘူးချစ်တာကနေတစ်စင်ဘဲကိုကူးလဲဆိုတော့တန်ရောစင်ဖြစ်မယ်အဲ့ဒီတန်ရောစင်ကနေတစ်သက်လုံးခိုင်မြဲသွားဖို့ပဲရှိတယ်ကြိုက်တယ်ဆိုတာပစ္စည်းလေးတစ်ခုကိုသဘောကျတယ်လို့ကြိုက်တာဥပမာအားဖြင့်ဖုန်းလေးတစ်လုံးကိုဒီနေ့ဝယ်လာမယ်ဒီနေ့တော့အရန်ကြိုက်နေလိမ့်မယ်ဒါပေမဲ့နောက်တစ်နှစ်ကြာသွားရင်ဒီဖုန်းပို့ထားဖြစ်လာမှာနောက်နည်းနည်းလေးကြာရိုးသွားရောဒီသဘောပဲဥပမာပေးလိုက်တာပေါ့နော်ပစ္စည်းလေးတစ်ခုကိုကြိုက်တယ်လို့မျိုးကိုကိုသူဒီအဲ့တော့ကြိုက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်တကယ်ချစ်ခဲ့တာမဟုတ်တဲ့အတွက်ကြောင့်အဲ့ဒီကြိုက်ချင်းတော့ like you စိုက်ပြီးတော့ like ပြီးတော့ကိုပေါ်မျက်နှာလေးအရေးကြီးကြည့်နေခဲ့ပြီးအရာရာတီးခတ်နေပြီးခဲ့တာသူ့ရဲ့ကြိုက်တဲ့စိတ်ကုံအောင်ရိုးသွားတဲ့အခါမှာနောက်အသစ်ဆန်းရာတစ်ခုကိုတွေ့သွားတဲ့အခါမှာနောက်တစ်မျိုးရိုးသွားတဲ့အခါမျိုးမှာကိုထားခဲ့တာအဲ့တော့ပြန်ပြီးတော့တွေးကြည့်စိတ်နာစရာတောင်ကောင်းသေးတယ်နော်လောကကြီးမှာဘယ်အရာမှအလကားမရအောင်ဟုတ်တယ်ဟုတ်ယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဘယ်မိန်းကလေးတယောက်ကိုလက်ကလေးတိုင်ဖို့အတွက်အလကားရတာကွာပြောရင်ချစ်တို့တွေကိစ္စတွေတောင်ရှင်းထည့်မပြောတော့ပါအဲ့တော့အရာအားလို့သူကလကားရတာနော်ယောက်ျားလေးတွေဆိုလို့ရှိရင်လည်းဒီတိုင်းပဲအဲ့ကိုကဂျူဒီယာစအကျိုးပို့ရေးလောက်ရတာဖယ်ရီအကျိုးပို့ရေးလောက်ရတာအပြင်မှာဖယ်ရီအကျိုးပို့လုပ်မယ်ဆိုရင်တော့ပတ်စံရအောင်မယ်နော်ဘယ်လောက်မှလကားပြအဲ့တော့ကိုမှလက်ဆောင်တွေဝယ်ပေးရတာအရာရာလိုက်လုပ်ပေးရတာသူကအလကားရသွားတာနော်အလကားရသွားတာအဲ့ကိုခိုင်းစားသွားတာတော့ပြောရရင်တော့နော်ကိုအတုံးချသွားတာခိုင်းစားသွားတာအဲ့ဒါတွေကပြန်တွေးကြည့်ရင်စိတ်နာစရာကြီးကိုစီကလိုချင်တာတစ်ခုခုရှိနေလို့ကိုအတုံးချသွားတာပါတကယ်တမ်းပြန်တွေးကြည့်မယ်ဆိုရင်လွမ်းစရာရှိရင်နာစရာနဲ့ဖြေပါအဲ့စကားကိုမမေ့ပါနဲ့လွမ်းလာတိုင်းတစ်ချက်လွမ်းတိုင်းတစ်ခါနာစရာတွေးပါဒင်းကငါစီကလိုချင်တာအကြောင်းအရာတစ်ခုခုရှိနေလို့ငါ့ကိုဒီလိုအဲ့ချိန်တော့ကောင်းခဲ့တာအခုတော့လိုချင်တာတွေကုန်သွားတော့မကောင်းတော့တာအဲ့လိုလေးတွေးပေးပါ